အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့မြင့်ချံဘလက်တိုက်က MVD တက်ဖွဲ့ကောင်းဆောင်ပုံမှန်ခဲ့ဖြစ်ပါတယ်ဟုတ်အခုလက်ရှိမှာဆိုတော့ကျွန်တော်တို့ဒီကြားမဲပေါ့နော်ကျွန်တော်တို့ MVD တက်ကကြားမဲတွေအတွက်ကျွန်တော်တို့ဒီကလက်နက်ခဲရနဲ့ကျွန်တော်တို့စစ်ဝတ်တာတွေကျွန်တော်တို့ဒီစင်မြတ်မှုအတွက်ဒီက campaign ခေါ်ယူမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီချင်းပြည်နယ်ဖလန်းမြို့သိန်းကလူမျိုးကျွန်တော်တို့ဒီမြို့သိန်းတိုက်ပွဲတွေအညာဒေသမှာဆင်နွှဲနိုင်မှုအတွက်ကျွန်တော်တို့ဒေါ်လာမိဘပြည်သူတွေရှိရနေပြီးတော့ကူညီထောက်ပံ့မှုတွေကျွန်တော်တို့တွေလိုအပ်နေတဲ့အတွက်ကြောင့်မလို့အကူအညီတောင်းခံခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ campaign နဲ့ကျွန်တော်တို့ခေါ်ယူထားတာရှိပါတယ်အဲ့ဒီရဲ့ campaign ကောင်းစဉ်နာမည်ကတော့ကျွန်တော်တို့ကြားမဲဟိန်းတန်မြို့သူညံဆိုပြီးတော့ကျွန်တော်တို့တွေကောင်းစဉ်ပေးထားတာဖြစ်ပါတယ်ဒီ campaign ကနေပြီးတော့ကျွန်တော်တို့ဘောနော်3,000ပေါ့နော်ခေါ်ယူထားတဲ့ဒီ campaign ကနေပြီးတော့ကျွန်တော်တို့တွေဒီကြားမဲကွန်မန်ဒိုတွေအတွက်ပေါ့အဓိကအဖြစ်ကျွန်တော်တို့ဒီ AK တွေပြီးလို့ရှိရင် equipment တွေကြီးကားအုပ်ထုပ်တွေကိုကျွန်တော်တို့အဓိကထားပြီးတော့တက်ဆင်ပေးမှာဖြစ်ပါတယ်ဒီ campaign ကာလအနေနဲ့ကတော့ကျွန်တော်တို့ဒီပေါ့နော်ဇွန်လပေါ့နော်ဇွန်လ9ရက်နေ့ကနေပြီးတော့ကျွန်တော်တို့တွေဒီ ဩဂတ်လ9ရက်နေ့အထိကျွန်တော်တို့တွေ2လတိတိခေါ်ယူသွားမှာဖြစ်ပါတယ်ဒီရရှိလာတဲ့လက်နက်ခဲယမ်းအနေနဲ့တူကျွန်တော်တို့တွေအညာဒေသမှာအညာသားတွေဥဆောင်တဲ့ကြားမဲတက်တွေဥဆောင်တဲ့မြို့သိမ်းတိုက်ပွဲတွေကိုဖော်ဆောင်နိုင်မှုကျွန်တော်တို့မျှော်လင့်တယ်ဒါကြောင့်မလို့မိဘပြည်သူတွေအနေနဲ့ဒေါ်လာထောက်ပို့ပြည်သူတွေအနေနဲ့လည်းကူညီထောက်ပံ့ပေးကြဖို့ဒီနေရာကနေပြီးတော့မြေတရခံရခြင်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စစ်အာဏာရှင်စနစ်နဲ့အာဏာရှင်စနစ်ချုပ်ငြိမ်းသည့်အထိဒေါ်လာမိဘပြည်သူများနဲ့အတူတွန်းလှန်တိုက်ခိုက်သွားမယ်လို့ MPD တစ်ဖွဲ့လုံးရဲ့ကိုယ်စားဒီနေရာကနေပြီးတော့ဂရုသစ္စာပြုပါတယ်ခင်ဗျာကျွန်တော်တို့ကျေးဇူးလည်းအများကြီးတင်ပါတယ်